တော့ဒီရန်ကုန်မှာက business ရှိရပေါ့နော်အဲ့တော့ business ကလည်းလုပ်နေတာ10နှစ်လောက်ရှိပြီဆိုတော့ပြောမယ်ဆိုရင်စက်တယ်လဲကြာနေပြီပြီးတော့ရှင်းနေပေါ့ရှင်းနေဆိုအမငငယ်တဲ့လောက်တာပေါ့ငငယ်ဆိုတော့တော်တော်လေးငယ်နေတဲ့အချိန်ကနေစပြီးလှုပ်လာခဲ့တာပေါ့နော်ဆိုတော့စက်တယ်ကြာနေပြီကိုယ့်အနေကိုလည်းဒီ comfort ဖြစ်နေရပေါ့ဒီကို lifestyle နဲ့ကိုယ့်ရဲ့ဒီကိုလှုပ်ချင်တာလေးတွေနဲ့ပြီးတော့ဒီ ကိုယ့်ရဲ့ business ကလည်း passion business ဖြစ်နေတဲ့ခါကျတော့အဲ့လိုမျိုးဘယ်တော့မှလည်းပင်ပန်းတယ်လို့မခံစားရဘူးပေါ့နော်ဒါပေမဲ့ဘယ်လိုဖြစ်လာလဲဆိုတော့ဒီ4နှစ်ကျော်5နှစ်အချိန်ကာလပေါ့နော်2021ဝန်းကျင်လောက်မှာကြတော့ဒီတခြားအပြင်ပါနေပြီးတော့ရှိတဲ့ပြဿနာတွေလည်းရှိတယ် issue တွေလည်းရှိတယ်ကို night ကိုကလည်းဘယ်လိုဖြစ်လဲဆိုတော့ flat ဖြစ်လာတာပေါ့ flat ဖြစ်လာရဆိုတာnew excitement မရှိတော့ဘူးပေါ့နော်အစ်စ်ကိုမတင်ယူနိုင်တော့ဘူးပေါ့ဒီအလုပ်ကနေပြီးအကုန်လုံးကလည်းကိုယ့်အတွက်လွယ်နေသလိုကြီးဖြစ်နေတယ်ပြီးလို့ရှိရင်ပြဿနာတွေကလည်းဒီပြဿနာတွေပဲထပ်ဖြစ်နေတယ်ဒါဒီနီးလန်းနေနေပဲကိုဖြည့်ရှင်းနေရတယ်ဆိုတော့ကိုယ်အနေနဲ့အဲ့လို flat ဖြစ်နေတာ flat ဖြစ်လာတဲ့ခါကျတော့အမအဲ့လိုဘောင်းစုံရှောက်လုပ်ကြည့်ရပေါ့နော်ဒီ coffee ဖြော်တဲ့ barista သင်တန်းတွေရောဒီ bartender သင်တန်းတွေအဲ့လိုမျိုးတွေရှောက်ပြီးတော့အကုန်လုံးပေါ့ excitement ဘာများရမလဲပေါ့ဘယ်လို inspiration များရမလဲဆိုပြီးတော့အဲ့လိုကိုယ့်ရဲ့ career နဲ့ကိုယ့်ရဲ့ဒီသင်ခဲ့တဲ့ education background နဲ့လုံးဝမသက်ဆိုင်တဲ့ဟာလေးတွေပေါ့လိုက်ပြီးတော့ try ကြည့်ရအောင် business ပုံစံမျိုးမဟုတ်ဘဲနဲ့တခြားအမအတွက် experience အသစ် explore လုပ်လို့ရမယ်ဟာအဲ့လိုပုံစံမျိုး ရှောက် try ကြည့်တာအမကျတော့ကိုဝါသနာပါပြီဆိုလို့ရှိရင်ကိုကလှုပ်တက်တာဆိုတော့လေမဖြစ်အောင်လှုပ်တာပေါ့ဆိုတော့တကယ်လို့ပေါ့နော်ဒီ bartender ကိုဝါသနာပါတယ်ဆိုလို့ရှိရင်ဘာဖွင့်လိုက်မယ်ပေါ့အဲ့လိုမျိုးအဲ့လိုလုံပါပဲကိုကအမလည်းအခုဒီလုံနေတဲ့ business ကလည်းဘာမှမရှိဘဲနဲ့စခဲ့တာပေါ့နော်ဆိုတော့အရင်လေးရှိမှတော့ဘာလို့အဲ့လိုမျိုးကြီးအမမတွေးတတ်ဘူးတခုခုဆိုရင်လုံမယ်မရှိလို့ရှိရင်လည်းရှိအောင်လုပ်မယ်ဟိုလူရှိက investment တွေတောင်းမယ်ဒီလူရှိက invest အဲ့လိုမိတ်ဆွေတွေနဲ့ connect လုပ်ပြီးတော့ကိုယ်လုပ်မယ်ဆိုပြီးတော့စဉ်းစားခဲ့တာပေါ့ဒါပေမဲ့တကယ်တမ်းအဲ့ဘာတန်တောင်အမဝါသနာလဲပါတယ်ဘာလဲဖွင့်ရှင်တယ်ဘာဖြစ်သွားလဲဆိုတော့အမကဒီalcohol တွေအများကြီးတောက်လို့ရှိရင်သူ allergic ဖြစ်တာပေါ့လေချောင်းကြီးကရောင်လာပြီးတော့လုံးဝဟိုဒီတင်နေတဲ့တင်တန်းမှာတင်ဟိုအနေမကောင်းနေဖြစ်တာပေါ့နော်ကိုဖြော်ပြီးကိုမြည်ကြည့်လို့ကိုဖြော်ပြီးကိုကမြည်ကြည့်လို့မရတော့တကယ်တော့ကိုကဖြော်ပြီးကိုကအကုန်လုံးကိုပဲတောက်ရှင်တာအဲ့လိုပုံစံမျိုးပေါ့ဆိုတော့အစင်မပြေတော့ဒီကိစ္စတော့မဖြစ်နိုင်တော့ဘူးပေါ့အဲ့လိုမျိုးလုံးဝ stuck ဖြစ်နေတဲ့အချိန်ပေါ့ဘာလို့ဘာကန်ရမလဲမသိတဲ့အချိန်မှာဒီအမအရင်တော့ကအလုပ်ဖူးတဲ့စင်ကာပူက boss ပေါ့သူကနေပြီးတော့အမကိုလာပြီးတော့ဆက်သွယ်တယ်အမတို့အများနဲ့communication တော့ရှိနေရပါတော့ဆိုတော့ဘယ်လိုလဲအချိန်ကြီးကောင်းလားဘာညာဆိုတော့ငါတို့ကတော့ဒီလိုဖြစ်နေပြီအဓိကတော့ကိုယ်တိုင်ကိုကနည်းနည်း flat ဖြစ်နေရပါတော့အဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာဆိုတော့သူတို့ကလည်းဒီမှာတော့ဒီလို business အသစ်တစ်ခုစဖို့ရှိတယ်လှုပ်ချင်လားပေါ့အဆင်ပြေမလားပေါ့အဲ့တော့အမအဲ့လိုမေးတဲ့အချိန်မှာအမကတော့ဘယ် business မဆိုကိုကလှုပ်ကြည့်ကျင်တယ်အစမ်းကြည့်ကျင်တယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကျတော့ဒီစင်ကာပူဖြစ်တဲ့အတွက်ကြောင့်မလို့အကုန်လုံးက transparent ဖြစ်တယ်ဘာမဆို online ကနေရှာလို့ရတယ် internet ကရှာလို့ရတယ်လူတွေကိုမေးလို့ရတယ်ပြီးတော့ဒီက process တွေအကုန်လုံးကဟိုသူ့ဟာနဲ့သူ systematic ရှိနေပြီးသားကြီးပေါ့ဆိုတော့ကိုဘာမှမသိရင်တောင်မှဟိုလုပ်လို့ရတယ်ဆိုပြီးတော့ယုံကြည်မှုရှိတာပေါ့ဆိုတော့business တစ်ခုလုပ်မယ်ဆိုတော့ okay အဲ့ဒါဆိုလို့ရှိရင် partner အနေနဲ့လုပ်မယ်ပေါ့ပြီးတော့နောက်တစ်ခုကကျတော့လေဒီမှာတခြားအလုပ် job offer တစ်ခုရတယ်ပေါ့သူတို့ကလည်းသူတို့ရဲ့ဒီ building တွေကို manage လုပ်ပေးပါဆိုပြီးတော့เนาะအဲ့လိုမျိုးပေါ့ဒီ shop house လေးတွေပေါ့အဲ့ဒါလေးတွေ manage လုပ်ပေးပါဆိုတော့ဒီအလုပ်ကလည်းအဆင်ပြေတယ်ဒီ business ကိုလည်းကိုယ်လုပ်ကြည့်ခြင်းတယ်ပေါ့ဆိုတော့အဲ့လိုမျိုးကနေပြီးရောက်လာတာပေါ့ဒါပေမဲ့ရောက်လာတာတော့ဒီရိုးဒီ holiday ထွက်ရင်နဲ့aspect တွေပါရှောက်ဖြစ်ပြီးတော့အဆင်ပြေလို့နေလိုက်တဲ့ပုံစံမျိုးတော့ဖြစ်သွားပါပေါ့နော်ဆိုတော့ဒီကြံခဲ့တဲ့ business ကိုကလုံးဝမပြင်ဆင်ခဲ့ရဘူးပေါ့ဒီတိုင်းပဲပြစ်ပြီးတော့ဒီတိုင်းပဲပြစ်ပြီးတော့ဟို holiday သွားမယ်ဆိုပြီးတော့ပဲထွက်လာခဲ့ပါအဲ့တော့အလုံးအဲ့မှာကြံခဲ့တဲ့လူတွေကလည်း team ကလည်းဘယ်လိုပြောရမလဲသူတို့က mentally လည်း prepare မဖြစ်သေးဘူးပေါ့နော် well train ဖြစ်မနေအဲ့လိုမျိုးပေါ့system ကတော့ရှိတယ် well train လည်းဖြစ်တယ်လို့ပြောရမှာပေါ့နော်ဒါပေမဲ့ဒီအမမရှိပဲနဲ့သူတို့ဘယ်လိုလုပ်ကြမလဲဆိုတဲ့ဟာကြီးကတော့နည်းနည်းဆက်စချင်း1လ2လ3လတော့တော်တော်လေး struggle ဖြစ်တာပေါ့ဒါပေမဲ့ကံကောင်းကျင်တာတခုကကြောင့်အမအစတည်းက
everything ကို online base ပဲလုပ်တယ်ဆိုတော့ဒီ database တွေရောဒီ computer system တွေအကုန်လုံးပေါ့နော်အဲ့အကုန်လုံး online base ပဲလုပ်တော့အမဘယ်နေရာရောက်ကိုက remote control လုပ်လို့ရတယ်အဲ့လိုပုံစံမျိုး remote manage လုပ်လို့ရတယ်ပေါ့ဆိုတော့အဲ့ဟာလေးတစ်ခုကတော့တော်အဆင်ပြေပေါ့နော်တကယ်လို့နောက်ပိုင်းပေါ့ဒီတခြား episode တွေမှာကိုအမဘယ်လိုမျိုး manage လုပ်လဲဘယ်လို system တွေချခဲ့လဲဆိုတဲ့ဟာလေးပေါ့သိကျင်တယ်ဆိုလို့ရှိရင်လည်းအမအသေးစိတ် sharing လုပ်ပေးလို့ရတယ်ကောင်းတယ်ဟုတ်အဲ့လိုပေါ့ဆိုတော့ခုနောက်ပိုင်းကျွန်တော်တို့တော်တော်များများလည်း remote job လေးတွေစိတ်ဝင်စားကြတယ်ကျွန်တော်တို့မြန်မာပြည် local တွေကလူတွေဆိုလို့ရှိရင်လည်းဒီလိုအလုပ်လေးနေအခုချိန်ကပိုပြီး flexible ဖြစ်တယ်သူတို့အတွက်ကလည်းလေအဲ့လိုမျိုးဆိုတော့အဲ့လိုလေးကျွန်တော်ထည့်ပြီးပြောသွားလို့ရှိရင်တော့ပို့ပြီးတော့အဆင်ပြေအောင်ဟုတ်အဲ့တော့ကိုလင်းထက်အနေနဲ့ပေါ့နော်ဒီပေါ့စင်ကာပူမလာခင်ပေါ့ဘယ်လိုတွေမျှော်လင့်ခဲ့လဲပေါ့ဒီမှာဘယ်လို expectation ပေါ့အဓိက expectation ဒီလိုမျိုးဒီထွက်လာမယ့်အခြေအနေတွေဖြစ်လာတဲ့အချိန်ကြောင့်လေကျွန်တော်ရောက်လာတဲ့အချိန်မှာကျတော့ပထမအဆုံးသူတို့ရဲ့လူတွေရဲ့ဒီ foreigner တွေပေါ့ဆက်ဆံတဲ့ပုံစံပေါ့နော်အဲ့တော့အဲ့မှာစပြီးတော့ကျွန်တော်စိတ်ပြတ်တယ်ပဲပြောရမှာစိတ်ပြတ်တယ်ပေါ့နော်ဘာလဲဆိုတော့လူတွေကစင်ကာပူရီယန်တွေ PR တွေသူတို့ရဲ့grade တွေခွဲပြီးတော့ဆက်ဆံတဲ့အပေါ်မှာကျွန်တော်တိတ်ပြီးတော့ကျွန်တော်ရဲ့ expectation နဲ့မညီဘူးအမကတော့ဒီလိုပေါ့အမဒီရဲ့အနေအထားကိုမသိသေးဘူးပေါ့နော်ဟိုခဏတော့အလဲလာဘူးတယ်ပေါ့ဒါပေမဲ့ဟိုအလဲလာတဲ့အချိန်တွေကလည်းအတိတွေအိမ်မှာနေတယ်ပြီးလို့ရှိရင်အတိတွေကကျွေးတယ်ဆိုတော့ဒီကိုဘာတကူငွေကင်ပြီးတော့တိတ်ပြီးတော့မတုံးခဲ့ရဘူးပေါ့နော် shopping ထွက်တာလောက်ပဲဆိုတော့ဒီအစားအသောက်နဲ့ပတ်သက်ပြီးတော့ဘာမှမသိဘူးပေါ့အမကျတော့လေမြန်မာငွေနဲ့တွက်ကမယ်ဆိုတာမျိုးကိုအမမလုပ်ဘူးပေါ့နော်မြန်မာငွေနဲ့မတွက်ဘူးဒီမှာဒီက earning နဲ့ဒီက spending နဲ့ကွက်တီဖြစ်နေရပြီပဲဆိုပြီးမတွက်တဲ့ပြဿနာဒီမှာတွက်တဲ့ပြဿနာအမမတွက်ဘဲနဲ့သုံးလိုက်တာပေါ့မတွက်ဘဲနဲ့သုံးလိုက်တော့ပထမလစာမှာတယ်မရှိတော့ဘာမှလည်းမကြံတော့ဘူးပေါ့ဘာမှလည်းမစုမိဘူးပေါ့သူများတွေပြောတယ်လို့မျိုးဟာဒီလောက်ကြီးရတာပဲအများကြီးစုမိမှာပဲတွေပါတယ်ပေါ့နော်တကယ်တော့လုံးဝမစုမိတာပေါ့နော်ဆိုတော့အဲ့ဟာတခုပေါ့ဒီ expectation နဲ့ reality ပေါ့ကိုကလည်းဟို wise မဖြစ်တာလည်းပါတာပေါ့ဆိုတော့ဒီနောက်ပိုင်းမှာတနစ်နီးလာတဲ့အချိန်ကျမှဘယ်လိုသုံးရမလဲဘာညာဆိုတာလေးကသိလာတာပေါ့နော်သိလာတဲ့အချိန်မှာမစိုးပါဘူးportion လေးတော့ရှိလာတာပေါ့ဒါပေမဲ့သူများတွေထင်တယ်လို့မျိုးဘယ်လောက်ရလဲဆိုတာထက်ကိုဘယ်လောက်ကြံလဲဆိုတာအဓိကကြောက်ပေါ့ဆိုတော့ဒီ salary breakdown လို့ဘာလို့ကကြတော့မတို့တခြား episode တွေမှာအဲ့လိုမျိုးလုံးဝဒီday နဲ့လုံးတင်တယ်အဲ့ဒါလေးလုံးပြရမယ်လုံးဝဟို transparent ပေါ့အဲ့လိုမျိုးဟုတ်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကအခုမြန်မာပြည်လူရဲ့ပြဿနာကဟိုနိုင်ငံခြားရောက်လာပြီဆိုလို့ရှိရင်ဘယ်လိုရောက်လာလဲဘယ်လို role နဲ့ရောက်လာလဲဘာကြောင့်ရောက်လာလဲဒီမှာဘာလို့လုပ်ရလဲဆိုတော့အဲ့ဒီကျွန်တော် the whole story တခုလုံးသူကမေ့လိုက်တာမေ့ပြီးတော့နိုင်ငံခြားရောက်သွားတယ်ဒီကောင်အဆင်ပြေသွားပြီသိရမလားသူ life က very easy သိရမလားလုံးဝ change အကုန်လုံးတွေကမြန်မာပေါ်ကားတွေအထားတယ်အဲ့ဒါမျိုးတွေသူကထင်လိုက်တာဒါပေမဲ့ကျွန်တော်တို့စီမှာရုံးကန်နေရတယ်ကျွန်တော်မြန်မာတွေရောက်သွားတယ်ကျွန်တော်တို့ဟို professional role နဲ့တွေ့ပဲပြီးတော့လုပ်နေရတဲ့လုပ်တွေအများကြီးလုပ်နေရတယ်ဒါမျိုးတွေအကုန်လုံးမေ့တာပြီးတော့သိရမလားကျွန်တော်တို့ဒါမျိုးတွေကြီးကိုပဲသူတို့ခေါင်းထဲမှာထည့်ထားပြီးတော့သူတို့ thinking ထဲမှာကနိုင်ငံခြားရောက်သွားတဲ့သူကလုံးဝ 100% အဆင်ပြေသွားပြီဆိုပြီးတော့တွေးထားတဲ့ပြဿနာအဲ့ဒီဟာကိုကျွန်တော်နောက်ပိုင်းကြလို့ရှိရင်တခြားเนาะကျွန်တော် episode ပုံစံမျိုးနဲ့ပြောပြတာဟုတ်တယ်